ဖုံးပြအောင်နဲ့အကယ်၍အမေအနေနဲ့သမရတယောက်ဖြစ်လာမယ်ဆိုရင်ဒါစီးပွားရေးတဲ့ဟုတ်ပါဘူးနိုင်ငံရေးလာလို့ဖြစ်လာမယ်ဆိုရင်ကျွန်တော်တို့နိုင်ငံရဲ့လက်ရှိပြဿနာဖြစ်တဲ့လက်ပေးလက်ယူအရေးနဲ့တရားဥပဒေစိုးမိုးရေးကဏ္ဍကိုဘယ်လိုစတင်ကင်တွေဖြည့်ရှင်းသွားမယ်ဘာတာဝန်ခံတွေကိုဘယ်လိုစီစစ်ရွေးချယ်မယ်ဆိုတာလေးရှင်းပြပေးဖို့တဲ့အနုညွတ်တောင်းမှာပါတယ်ခင်ဗျာဒါဘယ်လိုစီဝါရေးတဲ့ရောက်နေလဲမသိဘူးဒါပေမဲ့ကိစ္စမရှိပါဘူးဒီမိကုန်းကတော့ကျွန်မလည်းစိတ်လည်းဝင်စားပါတယ်အဲ့တော့စောစောကကျွန်မတက်ကတူကျောင်းဒီမြန်မာနိုင်ငံကရောက်တဲ့ကျောင်းသူကျောင်းသားတွေနဲ့စကားပြောနေတဲ့ခါကျကျွန်မစောစောပြောမိကုန်းမေးတာပေါ့နော်ပြန်လာဖို့စိတ်ကူးရှိသလားဆိုတော့ကျောင်းသားတယောက်ကပြောတယ်အမေစုသမရဖြစ်ရင်ပြန်လာမယ်တဲ့အဲ့တော့ကျွန်မကပြောတယ်ဒီလိုအဲ့ကျွန်မကပြောတယ်ကျွန်မသမရဖြစ်အောင်ပြန်လာပြီးလုပ်ပေးလို့အဲ့တော့